တူဝယ်မိရင်ပတ်စံကုန်ရုံနဲ့မကပဲအနေရပါရှိနိုင်ပါတယ် original စစ်တွေကိုဘယ်လိုရွေးမလဲဈေးသက်သာလို့ဝယ်လိုက်မိတဲ့လျှက်စစ်ပစ္စည်းကသင့်အိမ်ကိုမီးလောင်စေနိုင်ပါတယ် original နဲ့ fake ဘယ်လိုခွဲရမလဲဆိုတာကိုဒီနေ့ပြောပြပေးသွားပါမယ်ထုတ်ပိုးမှုပါကင်ကိုအရင်ကြည့်ပါအစ်စ်တွေရဲ့ box တွေဟာရုပ်ထွက်ကြည့်လင်ပြီးတော့စလုံးပေါင်းအမှားယွင်းမရှိပါဘူးအတုတွေမှာတော့အယောင်မှိန်တာတွေစလုံးတွေဝါးနေတာဒါမှမဟုတ် brand နာမည်ကိုစလုံးတစ်လုံးပြောင်းလာတာမျိုးတွေ့ရတတ်ပါတယ် hologram နဲ့ QR code ကိုစစ်ဆေးပါအခုနောက်ပိုင်းနာမည်ကြီး brand တိုင်းမှာဓာတ်ရိုက်စစ်လို့ရတဲ့ QR code ဒါမှမဟုတ်လုံခြုံရေး hologram sticker တွေပါပါတယ်ဖုန်းနဲ့ scan ဖတ်ကြည့်ရုံနဲ့အစစ်အမှန်ဟုတ်မဟုတ်သိနိုင်ပါတယ်ပစ္စည်းအလေးချိန်နဲ့အချောတက် original ပစ္စည်းတွေဟာအတွင်းပစ္စည်းပြည့်စုံတဲ့အတွက်လက်ထဲမှာကန်ကြည့်ရင်လေးလံပြီးခိုင်ခန့်တဲ့ခံစားချက်ကိုပေးပါတယ်အတုတွေကတော့ plastic သားညံ့တယ်လို့အနာသားတွေလည်းကြမ်းတမ်းနေတတ်ပါတယ်ဈေးနှုန်းကအရင်ထက်အရန်တက်တာနေတာဈေးကွက်ပေါက်ဈေးထက်ထဝက်ကျော်လောက်တက်တာနေပြီဆိုရင်တော့အတုဖြစ်ဖို့အတွက်90%ကတိတ်ကျနေပါတယ်အာမခံ warranty အစစ်တွေမှာတရားဝင်အာမခံကပ်ပြားတွေပါတယ်လို့ကုမ္ပဏီကတာဝန်ယူပေးပါတယ်အတုတွေမှာတော့ဆိုင်ကပေးတဲ့ရပ်ပိုင်းအာမခံလောက်ပဲရှိတတ်ပါတယ်အကောင်းဆုံးနည်းလမ်းကတော့ယုံကြည်စိတ်ချရတဲ့တရားဝင်အယောင်းဆိုင်တွေမှာဝယ်ယူဖို့ပါပဲ MEW Engineering Group ကတော့အရေးသွေးမြင့် original ပစ္စည်းများကိုပဲတက်တာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေပါတယ်ဒါကြောင့်ယုံကြည်စိတ်ချစွာလာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်